ထွေထူးတော့ပြောလို့မရှိဘူးเนาะဒါမဲ့လည်းကျွန်တော်တို့တွေအားလုံးတော်လန်ရေးလုပ်နေကြရတဲ့ကာလမှာတော်လန်ရေးအကြောင်းတော့ထက်ထဲဝင်ဝင်သိဖို့လိုလိမ့်မယ်အဲ့မလို့တော်လန်ရေးအကြောင်းနဲ့ပတ်သက်ပြီးနည်းနည်းပြောချင်ပါတယ်ဗျဒီမှာဆိုရင်ဘောနော်ဒီ1985လောက်မှာစပြီးတော့အမေရိကန်မှာတော်လန်ရေးဖြစ်တာပေါ့ဗျာပြီးတော့ပြင်သစ်တော်လန်ရေးကတော့1989ကနေပြီးတော့1999အထိပေါ့ကြီးမားတဲ့တော်လန်ရေးအကြောင်းနဲ့ပတ်သက်ပြီးတော့အဲ့တော့အဲ့နှစ်ချက်ကိုကြော်ပြီးတော့မှဒီ18ရာစုနောက်ပိုင်းမှာအဲ့မှာကျတော့အတွေးခေါ်ပိုင်းကိုနည်းနည်းပါလာပြီဗျခက်ကလာနဲ့ပြောင်းလာတဲ့ပုံမှာပေါ့လက်နဲ့တခုတည်းမဟုတ်တော့ဘဲနဲ့ဒီအတွေးခေါ်နဲ့နည်းပညာပိုင်းဆိုင်ရာတော်လန်ရေးတွေကိုစားကြတယ်ပေါ့နော်ဒီတီထွင်ဖန်တီးမှုတွေလက်နက်တွေတီထွင်နိုင်တဲ့ကာလဖြစ်နေပြီကိုအာဖရိကတော်လန်ရေးကြတော့ဒီ20ရာစု18ရာစုပြီးတော့20ရာစုပေါ့ဗျာအဲ့မှာဆိုရင်အာရှမှာမြန်မာနိုင်ငံလည်းပါတယ်ဗျနှစ်ချက်စနစ်တွေကိုတော်လှန်ခဲ့တဲ့တမိုင်းပေါ့ဗျာအဲ့တော့ဒီအဓိကတော့တော်လှန်ရတဲ့အကြောင်းရင်းကတော့မြို့သားရေးစိတ်ဓာတ်တွေမိမိကံချင်မှာကိုမိမိဖန်တီးပိုင်ခွင့်ရဖို့အဓိကတော်လှန်ရတဲ့အကြောင်းရင်းတွေကတော့ကိုယ်နိုင်ငံကိုလောလလထိသိမ်းနိုင်ဖို့ပေါ့ဗျာလို့ရှိရင်ဒီညီညွတ်မှုပေါ့မြို့သားရေးစိတ်ဓာတ်အဲ့ဒါတွေအတွက်နဲ့တော်လှန်လာခဲ့တာပေါ့နော်တော်လှန်ရေးအောင်မြင်ခဲ့တဲ့တော်လှန်ရေးပါတော်လှန်ရေးပေါ့ဗျာဆိုတော့ကျွန်တော်မျိုးဆက်တဲ့လူငယ်တွေဒီနေ့ကကြတော့အခုချိန်မှာလုတ်တဲ့ဆုံးဖြစ်တဲ့ဆုံးတစ်ခုသုံးသပ်ရမယ်ဆိုလို့ရှိရင်အသိပညာလက်နက်ကအဓိကမဟုတ်တော့ဘူးအသိပညာလက်နက်ဖြစ်ပါတယ်ဗျအသိပညာသည်အတွေးခေါ်သည်လက်နက်ဖြစ်ပါတယ်ခေတ်တဲ့တော်လှန်ရေးပေါ့ဒီချိန်မှာခေတ်တဲ့ဖြစ်နေတဲ့အတွက်ခေတ်တဲ့နဲ့ညီအောင်တော်လှန်တက်ဖို့တော့လိုတယ်တနတ်ထက်ဒီအတွေးခေါ်ပိုင်းအသိပညာဘုဒ္ဓပိုင်းဆိုင်ရာကပိုပြီးရေးကြည့်တော့ဗျာအသိပညာဘုဒ္ဓဝေဖန်ပိုင်ခြားနိုင်တဲ့ဉာဏ်ကပို့ပြီးတော့ရေးကြည့်ပါတယ်ဗျကျေဖို့ထိမ့်သိမ်းဖို့တော်လှန်ရေးလုပ်တယ်ဆိုတာကမတရားမှုကိုတော်လှန်တာဖြစ်တယ်လေခါကြတော့မိမိကိုယ်တိုင်ကလည်းပဲမတရားတာမလုပ်ဖို့လိုတယ်ပေါ့အရင်ရေးကြည့်တဲ့ချက်ပါကျေဖို့ထိမ့်သိမ်းရမယ်တော်လှန်ရေးလုပ်တယ်ဆိုတော့မတရားတာကိုမကြိုက်လို့တော်လှန်ရေးလုပ်တာဖြစ်တဲ့အတွက်ကိုယ်တိုင်ကလည်းမတရားတာကိုမလုပ်ဖို့အရင်ရေးကြည့်ပါတယ်ဒီဂျာကြီးဖြစ်လာတဲ့တော်လှန်ရေးတစ်ခုမှာဂျာကြီးဖြစ်လာတဲ့ခစ်စနစ်ကြီးတစ်ခုပေါ့ဗျာမကောင်းတဲ့စနစ်ကြီးပေါ့အဲ့စနစ်ကြီးကိုဖျက်ချဖို့ကတိတ်မခက်ဘူးဒါပေမဲ့ဒီတက်ကောင်းတဲ့စနစ်တစ်ခုကိုဖန်တီးဖို့ကပိုပြီးအရေးကြီးတယ်ပိုပြီးလည်းခက်ပါတယ်အဲ့ဒီဟာကိုပိုပြီးတော့အာယုံစိုက်ဖို့လိုပါတယ်ဘယ်လိုစနစ်အသစ်နဲ့သွားရမလဲပေါ့နော်ဒါကိုသတိထားစေချင်ပါတယ်ဒါလေးကိုပြောပြချင်လို့ပါနောက်မှပြန်တွေ့မယ်နော် bye